လာပါဒီနေ့ကတော့ကလေးတွေကိုကြားဝင်မဖြတ်နဲ့နော်တရားရောက်စကားပြောနေတဲ့အချိန်ကြားဝင်မဖြတ်နဲ့လမ်းဖြတ်ကူတဲ့အချိန်လက်ဖက်လုံးကြည့်ပြီးကူနော်ရမဖြစ်နဲ့တလဲစီစော့ဒီဟာလေးတွေပြောတဲ့အချိန်မှာအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုဒီနေ့သင်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးစကားလုံးလေးကကြားဝင်မဖြတ်နဲ့ကြားဝင်ဖြတ်တာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် interrupt ဆိုတာကကြားဝင်ဖြတ်တယ်လို့ပြောတာပါဒါဆိုရင် interrupt ကြားဝင်ဖြတ်သည်ကြားဝင်မဖြတ်နဲ့ don't interrupt ကြားဝင်မဖြတ်နဲ့เนาะဒါဆိုရင် don't interrupt when someone is talking เนาะ someone is talking တယောက်ယောက်စကားပြောနေတယ် when အချိန်ဒါဆိုရင် don't interrupt ကြားဝင်မဖြတ်ပါနဲ့ when someone is talking တယောက်ယောက်စကားပြောနေတဲ့အချိန်ကြားဝင်မဖြတ်နဲ့လို့ပြောတာပေါ့နော် don't interrupt when someone is talking ဒါမှမဟုတ်အမေစကားပြောနေတဲ့အချိန်ငါစကားပြောနေတဲ့အချိန်ကြားမဝင်ဖြတ်နဲ့ဒါဆိုရင် don't interrupt when I am talking don't interrupt when I am talking ဆိုပြီးတော့မှပြောလို့ရပါတယ်နောက်တစ်ခုကကျတော့တို့လမ်းဖြတ်ကူးတာပါလမ်းဖြတ်ကူးတာကိုအင်္ဂလိပ်လို cross လို့ခေါ်ပါတယ် cross ဒါဆိုရင် cross the street လမ်းဖြတ်ကူးတယ် cross the road လမ်းဖြတ်ကူးတယ်လို့ပြောတာပေါ့နော်ဒါဆိုရင်ဒီနေရာမှာလည်းအချိန်လာပြီ when နော်ဆိုတော့ look ကြည့်ပါနှစ်ဖက်လုံးကိုတို့က both အတန်ထွက်က both ဆိုတော့လမ်းနှစ်ဖက်လုံးလမ်းကိုအင်္ဂလိပ်လိုဒီနေရာမှာတို့ကဟိုဘက်ဒီဘက်လို့ပြောတဲ့အချိန်မှာ ways လို့သုံးပါတယ် ways ဒါဆိုရင် look both ways เนาะနှစ်ဖက်လုံးကိုကြည့်ပါ look both ways when ဘယ်ချိန်မှလဲ you cross the street เนาะနေလမ်းဖြတ်ကူးတဲ့အချိန်မှာလမ်းနှစ်ဖက်လုံးကြည့်ပြီးကူနော်ဒါဆိုရင် look ကြည့်ပါ look both ways when you cross the street look both ways when you cross the street တခါတလေမှာဒါရှိတယ်ဆိုပြီးတော့မှစိတ်မညစ်ပါနဲ့เนาะမေမေတို့နောက်တစ်ခုလည်းပြောပြပေးပါမယ် look both ways before crossing ဟုတ်ပြီเนาะ before crossing ဒါဆိုလို့ရှိရင်လမ်းမဖြတ်ကူးခင်ဖြစ်သွားရောဒီနေရာမှာ before crossing ဒါဆိုရင်look both ways before crossing လမ်းမဖြတ်ကူးခင်ဟိုဘက်ဒီဘက်နှစ်ဖက်လုံးကိုကြည့်နော်လို့ပြောတဲ့အချိန်မှာကျတော့ဒါကိုသုံးလို့ရပါတယ် look both ways before crossing ဟုတ်ပါပြီเนาะနောက်တစ်ခုကျတော့ကလေးတယောက်ကိုတေချာထိုင်ဟုတ်ပြီเนาะတေချာထိုင်ဥမာဒီလိုမျိုးကုန်းကွာထိုင်နေတာမဟုတ်ဘဲနဲ့မတ်လေးတေချာထိုင်လို့ပြောတဲ့အချိန်မှာ sit properly ကိုသုံးပါတယ် sit properly အတန်ထွက်က properly ဟုတ်ပါမှာအာရတန်နေမထွက်ဘူးဆိုရင်တော့ properly ပေါ့နော်အာရတန်နေထွက်ရင် properly ဒါဆိုရင် sit properly တေချာထိုင်ပါ sit properly တေချာမတ်လေးထိုင်ပါလို့ပြောတဲ့အချိန်မှာသုံးတာဖြစ်ပါတယ် sit properly ဒါဆိုရင်ဥပမာနောက်တစ်ခုကလူကြီးပြောတာကိုနားထောင်ကလေးတွေတယောက်ကိုပြောရမယ်လူကြီးပြောတာကိုကလေးတွေကနားမထောင်ချင်ဘူးဒါဆိုရင်လူကြီးတွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် elders လူကြီးတွေကို elders လို့ခေါ်ပါတယ်ဒါဆိုရင်လူကြီးပြောတာကိုနားထောင်ပါ listen to your elders ဆိုပြီးနော် listen to your elders လူကြီးတွေပြောတာကိုနားထောင်ပါเนาะဟုတ်ပြီเนาะဒါဆိုရင်နောက်တစ်ခုကတို့ကဒါဆိုရင်ကလေးတွေနဲ့နောက်တစ်ခုပြောတဲ့အခါမှာပြန်မပြောနဲ့ဟုတ်ပြီကလေးတွေကိုပြောတဲ့အခါမှာပြန်မပြောနဲ့အင်္ဂလိပ်လိုဘယ်လိုပြောမလဲပြောတာကစကားပြောတာက talk เนาะပြန်ပြောတယ်ဆိုရင် talk back เนาะ talk back ပြန်မပြောနဲ့ don't talk back ပြန်မပြောပါနဲ့ don't talk back ဒါဆိုရင်မမေကိုပြန်မပြောပါနဲ့ don't talk back to your mom เนาะ don't talk back to your mom မမေကိုပြန်မပြောပါနဲ့ don't talk back to your granny အဖွားကိုပြန်မပြောပါနဲ့ don't talk back to your teachers ဟုတ်ပြီနော်ဒါဆိုရင် teachers တွေကိုပြန်ပြီးတော့မှပြန်မပြောပါနဲ့လို့ပြောတဲ့အချိန်မှာတို့ဒီဟာကိုသုံးပါတယ်နောက်တစ်ခုကကျတော့လေသူတို့အပြုတ်မှုသေးချာနော်သူတို့ပြုတ်မှုရိုင်းဆိုင်တာဖြစ်သွားပြီဆိုလို့ရှိရင်နော်တေးချာစကားမပြောဘူးနော်အပြုတ်မှုကြီးကတစ်မျိုးကြီးပဲရိုင်းဆိုင်တယ်ဆိုလို့ရှိရင်တို့ဘယ်လိုပြောရမလဲဆိုရင် behave well
နော်တေချာလေးပြုမှုဆက်ဆံပါကလေးတွေပြောတာ behave အတန်ဘယ်လိုထွက်လဲ behave နော် behave well တေချာလေးပြုမှုဆက်ဆံပါ please behave properly လဲပြောလို့ရတယ်လို့ please behave well လဲပြောလို့ရပါတယ်နှစ်ခုမှကြိုက်တာပြောပါ please behave well please behave properly ဟုတ်ပြီနော်ဒါဆိုရင်ကလေးကလေပြုမှုဆက်ဆံတာတော်တယ်ကောင်းတယ်လိမ္မာတယ်ဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောမလဲဒီနေရာမှာတချို့တို့လိမ္မာတယ်ကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုရင် well behaved နော်ဒီနေရာမှာ clever လို့သုံးတာများတယ်မလားလူတွေ clever ဆိုတာလိမ္မာတာမဟုတ်ဘူး well behaved လိမ္မာတယ်ဆိုတာဘာကိုကြည့်ပြီးဆုံးဖြတ်တာလဲအပြုတ်မှုကိုကြည့်ပြီးတော့ပဲဆုံးဖြတ်တာလေဒီကလေးလိမ္မာတယ်မလိမ္မာဘူးဆိုတာကအပြုတ်မှုကိုကြည့်ပြီးတော့မှဆုံးဖြတ်တာဖြစ်တဲ့အတွက် behave well behaved well mannered well mannered behavior ရဲ့နောက်တစ်ခုစကားလုံးက manner ပေါ့နော်ဒါဆိုရင် manner ကကောင်းနေတယ်အပြုတ်မှုကကောင်းနေတယ်ဆိုရင်နော် well mannered this child is well mannered ဒီကလေးကလိမ္မာတယ်နော်ဒါဆိုရင် well mannered ဆိုတာကလိမ္မာတာကိုပြောချင်တာပါကလေးကိုနင်ဘာလုပ်နေရလဲကြည့်ဘာတွေလုပ်နေရလဲကြည့်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်လုပ်နေတယ် I am doing နင်လုပ်နေတယ် you are doing နင်ဘာလုပ်နေလဲ what you are doing เนาะကြည့်ဒါဆိုလို့ရှိရင် look at ကြည့်ပါเนาะ look at what you are doing နင်ဘာလုပ်နေလဲကြည့်เนาะ look at what you are doing နင်ဘာလုပ်နေလဲကြည့်လို့ပြောတဲ့အချိန်မှာတချို့တို့ဒါလေးပြောလို့ရပါတယ် look at what you are doing ဟုတ်ပါပြီเนาะโอเคဒီနေရာမှာကျတို့ကကလေးကိုဆုံးမတဲ့အချိန်မှာဒီအပိုင်းနဲ့ပတ်သက်ပြီးပြန်ပြောပြပေးသွားပါမယ်ဆိုတော့မတွန်းနဲ့တွန်းတာကိုအင်္ဂလိပ်လို push တွန်းတယ်ဒါဆိုရင်မတွန်းမှနဲ့ဆိုရင်ဘာထည့်မလဲ don't ပဲထည့်မယ်ဒါဆိုရင် don't push မတွန်းမှနဲ့ငါ့ကိုမတွန်းနဲ့လေ don't push me ငါ့ကိုမတွန်းနဲ့เนาะဆိုတော့ဥပမာမေမေတို့ကိုကလေးတွေကစိတ်တိုးပြီးလိုက်တွန်းနေတယ်တငယ်ချင်းတွေကိုလိုက်တွန်းနေတယ်ဒါဆိုရင် don't push your friend တငယ်ချင်းကိုမတွန်းနဲ့တကယ်လို့တငယ်ချင်းကလေယောက်ျားလေးဆိုရင်ယောက်ျားလေးဆိုသူ့ရဲ့အစားထိုးဘာသုံးမလဲဆိုရင်ယောက်ျားလေးကဟင်းကြိုက်တယ်ဆိုပြီးတော့မှ don't push him သူ့ကိုမတွန်းနဲ့เนาะ don't push him သူ့ကိုမတွန်းနဲ့သူမကိုမတွန်းနဲ့ don't push her เนาะသူမကိုမတွန်းနဲ့ don't push her ဟုတ်ပြီလားဆိုတော့ဒီလိုမျိုးအခြေအနေမှာတချို့ကမတွန်းနဲ့လို့ပြောတာပေါ့နော်ပြီးရင်တွန်းနိုင်ရဲ့ပြောင်းပြန်ကပါလဲဆိုရင်ဆွဲတာဒါဆိုလို့ရှိရင်မဆွဲနဲ့ don't pull မဆွဲပါနဲ့ don't pull မဆွဲနဲ့ငါ့ကိုမဆွဲနဲ့လေ don't pull me ငါ့ကိုမဆွဲနဲ့ don't pull me ငါ့ကိုမဆွဲနဲ့ဒါဆိုလို့ရှိရင်ငါစပင်မဆွဲနဲ့ don't pull my hair ဟုတ်ပြီလား don't pull my hair ငါစပင်မဆွဲနဲ့ဒီချိန်မှာတခြားတို့ကဒါသုံးပါတယ် pull နဲ့ push ကိုတခြားတို့နောက်တစ်ခါဘယ်နေရာတွေမြင်ရသေးလဲဆိုရင်စားတောက်ဆိုင်တွေမှာเนาะ shopping center တွေမှာပြီးရင်တချို့ဆိုင်တွေမှာတစ်ဖက်ကတွန်းတဲ့တကားတစ်ဖက်ကဆွဲတဲ့တကားရှိတယ်အဲ့ဒါကို push လုပ်တာနဲ့ pull လုပ်တာဆိုတော့ push the door pull the door ပေါ့နော်တခါတလေတိုးနဲ့တကားမှာသွားပြီးတော့မှဆွဲတာလည်းရှိတယ်မလားမှားပြီးတော့မှဆိုတော့ဒီနေ့ကနေမလုပ်တော့ပါနဲ့နော်သိရင်သိနေရင်သားနဲ့ကိုလေလှုပ်ဖြစ်တဲ့ဒါလေးอ่ะနော်ဆိုတော့ push ကတွန်းတာ pull ကဆွဲတာမှားမှာဆိုလို့ပါနောက်တစ်ခုဘာဖြစ်တာလဲအင်္ဂလိပ်လိုဘယ်လိုပြောမလဲဘာဖြစ်တာလဲဆိုရင် what happened ဟုတ်ပြီနော်ဒါဆိုဒီမှာကြည့်ကလေးစိတ်တူနေတဲ့အချိန်ကျတို့ကစိတ်မတူပါနဲ့ပျော်ပျော်နေဒါတွေပြောဖို့အတွက်အင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုလေ့လာကြည့်ရအောင်ဆိုတော့ပထမဦးဆုံးပျော်ပျော်နေဆိုတာကိုပြောကြည့်မယ်ဆိုတော့ပျော်တာကအင်္ဂလိပ်လို happy ပျော်တာเนาะဒါဆိုလို့ရှိရင်ပျော်ပျော်နေပါလို့ပြောလို့ရှိရင် be အရှိရထည့်ရမယ် be happy ပျော်ပျော်နေပါ be happy ပျော်ပျော်နေပါเนาะဥပမာစိတ်ရှည်တာကလေးတွေဆိုရင်များသောအားဖြင့်စိတ်မရှည်ဘူးလေတခုခုရခြင်းမစောင့်ခြင်းဘူးဟုတ်တယ်မလားစိတ်ရှည်ပါလို့ပြောမယ်ဒါဆိုစိတ်ရှည်ပါဆိုလို့ရှင် be patient စိတ်ရှည်ပါ be patient ဟုတ်ပြီနော် patient ဆိုတာဟုတ်တယ်လူနာလည်း patient ပဲ be patient စိတ်ရှည်ပါလည်း patient ပဲเนาะနောက်တစ်ခုတခြားတို့ကညကလေးတွေကအိမ်နာသွားခြင်းနဲ့ကြောက်တယ်เนาะဥပမာတို့တခုခုလုပ်ရမှာကြောက်နေတယ်ဆိုရင်တတိရှိပါ be brave เนาะအတန်ထွက်က brave
နော် be brave တတိရှိပါ be brave တတိရှိပါလို့ပြောတဲ့အချိန်မှာဒါလေးသုံးပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုတခါလေလေးနည်းနည်းဆိုကလေးတွေကငိုတယ်ဟုတ်တယ်မလားလူကြီးတွေလည်းနည်းနည်းဆိုလို့ရှိရင်ငိုပြီးနည်းနည်းလေးကြန့်ခိုင်မှုကိုမရှိတာအထဲမှာဆိုတော့အဲ့လိုမျိုးအချိန်မှာကိုနော်သူများကိုပြောတာမဟုတ်သူများကိုပြောအားပေးစကားပြောလဲရတယ်ဒါပေမဲ့ကိုပြောတဲ့အခါမှာ be strong တတိရှိစားမှနင်လုံနိုင်ပါတယ် be strong အခုအင်္ဂလိပ်စကားလေ့လာနေတယ်တရက်နှစ်ရက်ပဲရှိသေးတယ်နည်းနည်းစိတ်ကပြင်းကျင်လာတယ်เนาะ routine တွေပြတ်နေတယ်เนาะဗာလဲအင်္ဂလိပ်စကား practice လုပ်ဖို့အချိန်ကိုမထုတ်နိုင်ဘူးဟမ်ဘယ်လိုတွေဖြစ်နေရလဲ be strong တတိရှိပါเนาะ strong ဖြစ်စမ်းမှာဖြစ်နိုင်မှာပါအလုံးဖြစ်နိုင်တယ်เนาะဆိုတော့ be strong ဖြစ်ပါဒါဆိုရင်ဖြစ်ပါလုပ်ပါဆိုရင်တော့ကျွန်တော်တို့က be ထဲ့တယ်လို့ဥပမာစိတ်တူပါလို့ပြောလို့လား be angry ပြောလားမပြောဘူးဒါကြောင့်မလို့စိတ်မတူပါနဲ့ကွယ် don't be angry don't ပဲထဲမယ် don't be angry စိတ်မတူပါနဲ့ဝမ်းမနေပါနဲ့ကွယ် don't be sad ဝမ်းမနေပါနဲ့ don't be sad ဝမ်းမနေပါနဲ့เนาะပြီးရင်တချို့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ public speaking တွေထွက်ပြောတဲ့အခါမှာဥပမာကလေးတွေတခုခုပေါ့เนาะသူတို့လှုပ်တဲ့အခါမှာရှက်တယ်ဆိုလို့ရှိရင်ဒါကိုမရှက်ပါနဲ့ကွယ် don't be shy don't be shy မရှက်ပါနဲ့လို့ပြောချင်တာပေါ့နော် don't be shy မရှက်ပါနဲ့ don't be angry စိတ်မတိုးပါနဲ့ don't be sad ဝမ်းမနေပါနဲ့ဆိုတဲ့အချိန်မှာဒါလေးသုံးပါမယ်နော် everyone so let's move on to the next one နောက်တစ်ခုသွားကြည့်ပါမယ်စကားကိုလေရင်ကြီးကြီးပြောနော်ချွတ်ချွတ်တတပြောလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဘယ်ဟာသုံးမလဲဆိုရင်ရင်ကြီးတာ polite ဒါဆိုရင် be polite ဒီမှာလဲ be သုံးလို့ရတယ် be polite ရင်ကြီးအောင်နေเนาะ be polite ဒါဆိုလို့ရှိရင်ဒီကျတော့ကလေးတယောက်ကိုစကားကိုချိုချိုတတပြောပါ talk politely ဒါမလို့ရှင် speak politely เนาะနှစ်ခုလုံးကစကားကိုချွတ်ချွတ်တတပြောကလေးတွေကိုပြောတဲ့အချိန်လည်းဖြစ်တယ်လို့တခါလေကိုကလေဟိုစိတ်တူပြီးတော့မှလူတယောက်ကိုဘလိုင်းအော်မိသွားတဲ့အချိန်မှာကိုပြန်ဆုံးမတဲ့အချိန် talk politely speak politely เนาะ speak politely ဒါဆိုလူတယောက်ကိုတခြားတို့ကပြောမယ်နင်ကလေအရန်ကိုယဉ်ကျေးတာပဲဒါဆိုဘယ်လိုပြောမလဲ you are polite ဟုတ်ပြီ polite ရဲ့ပြောင်းပြန်စကားလုံးကဘာလဲရိုင်းဆိုင်တာပေါ့ရိုင်းဆိုင်တာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ rude rude လို့သုံးပါတယ် rude ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကစကားလုံးတွေပြောတဲ့အတိုင်းပဲမရိုင်းနဲ့เนาะ don't be rude မရိုင်းနဲ့don't be rude လို့ပြောပါတယ် okay everyone နောက်တစ်ခုလေးလာကြည့်အောင်အခုစကားကိုချူချူတသားပြောဆိုရင်တော့ကျွန်တော်တို့က talk politely ပြောတယ်လို့မျိုးပဲဒါပေမဲ့တစ်ခါတလေကြတော့လေကလေးတွေကဘယ်လိုဖြစ်လဲဆိုရင်ပြန်ခံပြောတယ်အဲ့ဒါကကြတော့ talk ရဲ့နောက်မှာဘာထည့်မလဲဆိုတာလေးလာကြည့်မယ်နော်ဆိုတော့ talk ရဲ့နောက်မှာစကားလုံးတစ်လုံးပဲ letter နှလုံးပဲထည့်လိုက်ရနဲ့အဓိပ္ပာယ်တခြားစီဖြစ်ကောဆိုတော့ talk ဆိုတာကစကားပြောတယ် talk ရဲ့နောက်မှာဒါကtalk back ပေါ့နော် talk back ထည့်လိုက်မယ်ဒါဆို talk back ဆိုတာကဘာကိုပြောရလဲဆိုပြန်ပြောတာအမေတွေဆုံးမတယ်အဖေတွေဆုံးမတယ်เนาะဖိုးဖွားဆုံးမတယ်ကလေးတွေကပြန်ပြောတာပြန်ခံပြောတာကို talk back လို့ခေါ်တယ်ဒါဆိုရင်ပြန်ခံမပြောပါနဲ့ don't talk back ပြန်ခံမပြောပါနဲ့ don't talk back ငါ့ကိုပြန်ခံမပြောနဲ့เนาะ don't talk back to me เนาะဒီနေရာမှာအဲ့ဒီ preposition သတိထားပါเนาะ to သုံးတယ် don't talk back to me ပြန်ခံမပြောပါနဲ့เนาะငါ့ကိုပြန်ခံမပြောနဲ့မေကိုပြန်ခံမပြောရဘူး don't talk back to your mother เนาะ don't talk back to your mother မေကိုပြန်ခံမပြောရဘူး teachers တွေကိုပြန်ခံမပြောရဘူး don't talk back to your teachers ဒီလိုမျိုးအနေနဲ့တချို့တို့က talk back ဆိုတာကိုသုံးပါတယ် okay ဆိုတော့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ကျေးဇူးအများကြီးတင်ပါတယ် thank you so much for watching guys see you on our next video good job